ဒီမှာရောက်လာတဲ့စီးလျာမေတက်တေခံတယ်နားထောင်တယ်ပြီးတော့ဆူတောင်းပေးတယ်ဆိုတော့ဆူတောင်းတဲ့အချိန်မှာတော့ဝင်းရင်တော့အရန်လုပ်တယ်ပေါ့နော်ကျွန်မဝင်းရင်တော့ဒီမှာဆင်းတဲ့အချိန်မှာကျွန်မတုံတယ်နော်ကိုခန္ဓာတုံဝင်းရင်တော့လုပ်ချင်းဒီမှာစီးလျာမေဆူတောင်းပေးတဲ့အချိန်မှာဝင်းရင်တော့အရန်လုပ်တယ်ဆိုတော့အဲ့ဒီຢာကိုခံစားရတယ်စီးလျာမေကိုဖျားခင်တာဝေးသုံးပြမယ်တော့မကြောက်နဲ့တာဝေးဟောပြောပါနော်တာဝေးစီးလျာမေစီမှာနှောက်တော့လို့ရှိတယ်ဖျားခင်ဝင်းရင်တော့ဘိတ်သိက်ရှိတယ်နော်အဲ့ဒီຢာကိုအမြဲတမ်းဆွဲကင်ထားပါလို့เนาะပြီးတော့စီးလျာမေကနှုတ်ကနေထွက်တဲ့ဒီနှုတ်ကပတ်တော်ကတကယ်အမျိုးသမီးတွေအတွက်ခွန်အားဖြစ်တယ်ကျမတို့ထင်တာရိုးရိုးလေးဆိုပေမဲ့ရိုးရိုးလေးမဟုတ်ဘူးကျမတို့အများကြီးလွတ်မြောက်တယ်ဆိုတဲ့ຢာကိုကျမခံစားရတယ်ဆိုတော့ရင်ပြောချင်တယ်ပြီးတော့ကျမဒီနေ့မနေ့ကပေါ့နော်ကျမတို့နှုတ်ကျမဖျားကျမလည်းဆရာမန်းကျော်အားဖြင့်ပေါ့နော်ဖျားဖြင့်တန်ရှင်းသောဝိညာဉ်တော်တို့ထိတယ်ဝိညာဉ်တော်၏အတူပါရှိခြင်းဝိညာဉ်တော်၏လှုပ်ဆောင်ခြင်းကိုကျမကိုယ်တိုင်လက်တွေ့ခံစားခဲ့တယ်နားလည်တယ်အချိန်တွေပေါ့နော်အချိန်ကာလတွေပေါ့အခုချိန်ထိ3နှစ်ရှိပြီဆိုတော့အဲ့ဒီထဲမှာဖျားဖြင့်ကျမတို့ကိုအမျိုးမျိုးတင်တယ်ကျမတို့လည်းမျိုးတင်တယ်သူတစ်ပါးအတွက်လည်းသူတစ်ပါးရဲ့အရာသူတစ်ပါးနဲ့ဆိုင်တဲ့ຢာကိုမြင်ရတယ်လို့ကိုယ်နဲ့ဆိုင်တဲ့ຢာကိုလည်းကိုမြင်ရတယ်နှုတ်ကပတ်တော်အဖြစ်ဖျားခင်ဝိညာဉ်တော်ကတင်တဲ့အချိန်မှာတစ်ခါတချို့ຢာတွေတိုင်းကိုကျမတို့မပြည့်စုံပါဘူးကျမမပြည့်စုံဘူးဒေါသမထွက်နဲ့ဆိုတဲ့တရားကိုဟောနေပေမဲ့ကိုယ်တိုင်ဒေါသထွက်ချင်တဲ့အခါတွေရှိတယ်ဒါပေမဲ့အဲ့ဒီအခါတွေမှာဖျားခင်ဝိညာဉ်တော်ကကျမတို့ကိုအမြဲတမ်းတတိပေးတဲ့အရာကနှုတ်ကပတ်တော်နဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကျမဟိုမနေ့ကကျမတို့အိမ်မှာဆရာအဲ့ဒါဖျားရှိလူရှိမှကျမနော်တကယ်ဖျားဖော်ပြလို့ကျမဝန်ခံတာဖြစ်တယ်ဆိုတော့ဆရာလာမယ်နော်ဧည့်သည်တွေကျမဖိတ်တယ်နော်ဖိတ်ဖို့ဧည့်သည်တွေကိုဖိတ်တယ်ဒါပေမဲ့တချို့မလာအများကြီးမလာဘူးတချို့တလေပဲလာတော့ကျမဧည့်သည်တွေကိုဖိတ်တယ်မနေ့ထားတဲ့အချိန်မှာကျမအကောင်းဆုံးကျမထမင်းကောင်းကောင်းလေးချက်မယ်ဆိုပြီးတော့ကျမသူတို့မလာခင်မှာကျမထမင်းကိုပြီးအောင်ချက်မယ်ဆိုပြီးတော့ကျမပြင်ဆင်တယ်သူတို့လာရင်သူတို့နဲ့တူတူအေးဆေးထိုင်ပြီးတော့နှုတ်ပတ်တော့ပြောမယ်စကားထိုင်ပြောမယ်အဲ့ခံမယ်ဆိုပြီးတော့ကျမထားပြီးတော့ကျမချက်သားတွေခုတ်တယ်ရှင်းတယ်ချက်ဖို့နော်အကုန်လုံးပြင်ဆင်တယ်အကုန်လုံးလုပ်တယ်အချိန်မှာကျမမြို့သားနဲ့သူတငယ်ချင်းတွေကဆိုဖာမှာထိုင်ကြတယ်လေနော်ထိုင်တဲ့အချိန်မှာကျမအရင်ကျမခေါ်ချင်တယ်လားဘာဖြစ်လို့နော်တကယ်ဆိုရင်ကုလုပ်ပေးရမယ့်ຢာတွေအများကြီးရှိတယ်ပေါ့ကျမအဲ့ချိန်မှာလေကျမအများကြီးအကုန်လုံးချက်ပြီးတော့တန်ရှင်းလုပ်တယ်ချက်တယ်တန်ရှင်းလုပ်တယ်ပြီးလို့ရှိရင်ချက်ပြီးတာနဲ့ကျမအိမ်ကိုလည်းတန်ရှင်းပြန်လုပ်တယ်ဆိုတော့အဲ့ဒီဟာအားလုံးလုပ်တဲ့အချိန်မှာကျမအရင်တော့ကစိတ်နဲ့ဆိုရင်ကျမအရင်ပြောချင်တာပေါ့နော်ငါဘာဖြစ်လို့လာမဟုတ်တယ်လဲဘာဖြစ်လို့လိုမျိုးနေတယ်လဲပြောချင်တဲ့ຢာရှိပေမဲ့ဒါမှမဟုတ်ဝိညာဉ်တော့ကျမကိုလည်းအခွင့်မပေးဘူးနော်ဒီလိုမျိုးချိန်မှာတယောက်ကိုတယောက်စိတ်မနာစေနဲ့နော်သူ့ရဲ့စိတ်ကိုမနာဖွင့်ရတဲ့သမီးရဲ့နှုတ်ကိုပိတ်ပါဆိုပြီးတော့ပြောတယ်ဒီချိန်မှာကျမပြောလိုက်တဲ့စကားကြောင့် तू ကဝမ်းမမြောက်တော့ဆိုတာကျမကိုဝိညာဉ်တော့ဖော်ပြတယ်ကျမပြောလိုက် तू လည်းဝမ်းမြောက်မှာမဟုတ်ဘူးအဲ့ဒီမှာဖျားခင်ဝိညာဉ်တော့ကျမစကားပြောလိုက်ချိန်ကျမနှုတ်ပိတ်ပြီးတော့အလုပ်လုပ်တာဆိုတော့တကယ်လက်တွေ့ကြုံတဲ့ချိန်ကမလွယ်ဘူးဖြစ်တယ်နော်ပြောတော့တာလွယ်လေးဆိုပေမဲ့ဒီຢာတွေကမလွယ်ဘူးဖြစ်တယ်ဆိုတော့အဲ့လိုအချိန်တွေမှာကျမတို့ရဲ့နှုတ်ကိုပိတ်နိုင်ဖို့လိုအပ်တယ်ပိတ်ပြီးတော့မှနော်အကောင်းဆုံးကိုလှုပ်ဆောင်တဲ့ຢာပုံမှာဖျားခင်နှုတ်ကပတ်တော်ရောက်လာချိန်မှာကိုလှုပ်ဆောင်တဲ့ပုံမှာအကောင်းဆုံးကိုကဆက်လက်ပြီးတော့လှုပ်ဆောင်ပြီးတော့နှုတ်ကိုပိတ်ပြီးတော့လှုပ်ပြီးတော့မှကျမတို့ချစ်ခင်မှုနဲ့ပြန်သွားတာပေါ့အဲ့ဒီຢာကျမတက်တက်ခံချင်ကျမရဲ့တတင်ကထွက်လာတဲ့စိတ်ကိုကျမအခွင့်ပေးလိုက်မယ်ဆိုရင်ကျမတို့လည်းများရန်ဖြစ်မှာနော်ဆိုတော့နော်ကျမတို့လည်းများရန်ဖြစ်မယ်ဧည့်သည်လာတဲ့ချိန်မှာဧည့်သည်ရှိမှမျက်နှာပြုံးပြုံးလေးနေပေမဲ့ကျမတို့ရဲ့အတွင်းထဲမှာတယောက်နဲ့တယောက်ဒေါသမကြည်ပြူတဲ့စိတ်နဲ့ထိုင်ရလို့ရှိရင်ကျမတို့ကောင်းကြီးရမှာမဟုတ်ဘူးအဲ့ဒီຢာဝิญဉ်တော့ကျမချက်ချင်းဖော်ပြတဲ့အချိန်မှာကျမအဲ့ဒီຢာကိုလုံးဝအခွင့်မပေးဘဲနဲ့ကျမနှုတ်ကိုပိတ်ကျမလှုပ်ဆရာရှိတဲ့ຢာကိုကောင်းကောင်းလှုပ်တာအောင်နော်အကုန်လုံးကျမချက်ပြုတ်ပြီးတော့အကုန်လုံးတိမ်လုံးတန်ရှင်းလှုပ်ပြီးတော့ကျမကိုကျမတန်ရှင်းလှုပ်ပြီးတော့မှနော်ကျေးဇူးတော်ကြောင့်ဆရာတို့ကလည်းသူတို့လာတယ်ချိန်နဲ့ချိန်ထက်သူတို့ကနောက်ကျပြီးတော့လာတဲ့အချိန်မှာကျမတို့ရအဆင်ပြေသွားတော့အားလုံးပြီးသွားတော့2 နာရီလောက်ကျမဆိုဖာမှာအနားယူပြီးတော့မှအဲ့တော့လည်းပြီးသွားတာပဲလေပြောချင်တာအဲ့မှာကျမရန်ဖြစ်မယ်ဆိုရန်ဖြစ်တာပဲဖတ်တင်ပါဗောဆိုတော့ပြီးသွားတဲ့အချိန်မှာဟိုကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲကျမအမျိုးသားနဲ့ကျမနဲ့စကားပြောတယ်ပျော်ပျော်ရွှင်ရွှင်ပဲเนาะကျမတို့အဲ့ဒီလိုက်အကောင်းဆုံးစားတောက်ကြတယ်အဲ့ဒီအချိန်မှာကျမဖះရဲ့နှုတ်ကပတ်တော်ဆိုတာဒါပဲเนาะကျမတို့ရဲ့အသက်တာမှာနှုတ်ကပတ်တော်ရောက်လာတဲ့အချိန်မှာကျမတို့ကဒီမှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်တယ်ရွေးချယ်သွားတဲ့အချိန်မှာအိမ်ထောင်ရင်းမှာပို့ပြီးသားရတယ်ကျမကိုကျမလည်းပို့ပြီးတော့တင်ယူရတယ်ဆိုတဲ့အရာလေးပေါ့เนาะကျမတက်တေခံချင်တာပေါ့နော်ဆိုတော့စိတ်ကတူတတ်ပါတယ်အမြဲတမ်းစိတ်ရှည်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဖျားခင်နှုတ်ကပတ်တော်လာတဲ့ချိန်မှာကျွန်တော်တို့ခံယူတတ်ဖို့အရေးကြီးတယ်ဆိုတော့ຢာလေးကျွန်မတက်တေခံချင်တယ်တယောက်စီတိုင်းကိုဖျားခင်ကောင်းချီးပေးပါစေအာမင်